ဇလန်းကောင်းစဉ်မြူကိုတောင်ကြားကအိမ်အိုကြီးအပိုင်းတိနေဝင်ရိုးရီအချိန်ရောက်တိုင်းအဲ့ဒီတောင်ကြားဘက်ကိုဘသူမှခြေဦးမလဲကြဘူးဗျာလူကြီးတွေပြောလို့ရှိတာကတော့အဲ့ဒီနေရာဟာတေတူတွေရဲ့နေမြေတဲ့ဒါပေမဲ့မြို့ကနေရောက်လာတဲ့လူငယ်တစုကတော့ဒါကိုပုံပြင်တစ်ခုလိုပဲထင်ခဲ့ကြတာပေါ့ကျွန်းတစ်တော်ကြီးတွေအုပ်ဆိုင်နေတဲ့တောင်ကြီးရွာလေးရဲ့အစွန်မှာတီဟတို့တငယ်ချင်း၄ယောက်စခန်းချဟုရောက်လာခဲ့ကြတယ်အဲ့ဒီနေ့ကမိုးကလည်းဖွဲဖွဲလေးရွာနေတာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးမြူတွေဆိုင်းပြီးအေးစိမ်နေတာဗျာဟေးကောင်တီဟငါတို့လမ်းမနေပြီလားမသိဘူးရွာသားတွေပြောတဲ့ဇရက်ကအခုထိမတွေ့သေးဘူးလို့အဖွဲထဲကစိုးကြီးကတုံတုံရင်ရင်နဲ့ပြောလိုက်တယ်တီဟကတော့ရှေ့ကနေမီးအိမ်ကိုမြှောက်ကိုင်းရင်ခဏလေးတီးခံအောင်စိုးကြီးရဟောဟိုမှာတွေ့ပြီထင်တယ်မြူကိုရီကြားထဲကနေထိုးထိုးထောင်ထောင်ပေါ်လာကဇရက်မဟုတ်ပဲအလွန်ကြီးမားတဲ့နှစ်ထက်အိမ်ဟောင်းကြီးတစ်လုံးညာဒေသတိုင်ကြီးတွေကမင်းမောင်နေပြီးအမိုးပေါ်မှာလည်းနှွေပင်ဒီကရုပ်ဆိုးပန်းဆိုးရွှတ်ပတ်နေတယ်ဘေးပတ်ဝန်းကျင်မှာလည်းငှက်တန်တောင်မကြားရပဲတိတ်ဆိတ်လွန်းတာကြောင့်တီဟာလိုအားလုံးရင်ထဲမှာတမျိုးကြီးခံစားလိုက်ရတယ်ဒီအိမ်ကြီးကလူနေပုံမရောက်ဘူးနော်အထဲဝင်နားကြမလားလို့မေးလိုက်တဲ့တီဆန်းရဲ့အတန်ကတိတ်ဆိတ်နေတဲ့တောအုပ်ထဲမှာဟိန်းထွက်သွားတယ်သူတို့ချန်စီယိုးဟောင်းကိုကြော်ပြီးအင်းရှိပလီကားနာရောက်တဲ့အချိန်မှာပဲကြီးဆိုတဲ့အတန်ကြီးကထွက်လာတယ်ဘယ်သူမှမတွန်းမနဲ့အင်းရှိတကားကြီးကဖြည်းဖြည်းချင်းပွင့်ဟာတော့လာဗျာအထဲကနေထွက်လာတဲ့အနံ့ကအေးစိမ်ပြီးပုတ်စော်နေနေကြီးတီဟာကမီးအိမ်ကိုအသာမြောက်ပြီးအထဲကိုအလင်းပြလိုက်တဲ့အခါမှာတော့သူတို့အားလုံးအသက်ရှူရက်မတက်လန့်သွားကြတယ်အိမ်အလေခန်းမှာရှိတဲ့တိုက်ကြီးမှာလူတယောက်ရက်နေတဲ့လို့အရိပ်မဲကြီးတစ်ခုကိုမြင်လိုက်ရလို့ပဲဘယ်သူလဲတီဟာကအတန်တုံတုံနဲ့မေးလိုက်တယ်ဒါပေမဲ့အဲ့ဒီအရိပ်ကြီးကပြန်မဖြေပဲဖြည်းဖြည်းချင်းလှည့်ကြည့်လာတယ်အဲ့ဒီအချိန်မှာပဲအိမ်ပေါ်ထက်ကနေဟာဆိုရဲမိမတယောက်ရဲ့စူးစူးဝါးဝါရေပန်ကြီးကအိမ်တစ်ခုလုံးတုန်ခါသွားအောင်ထွက်ပေါ်လာပါလေတော့ရုတ်တရက်ဆိုသလိုတီဟာကင်ထားတဲ့မီးအိမ်ကငိမ့်သွားပြီးအမောင်တို့ကသူတို့ကိုလွှမ်းမိုးသွားတယ်အမောင်ထဲမှာစိုးကြီးရဲ့အော်တန်းကဒိန်းကနေထွက်လာတယ်တခုခုကသူတို့ကိုအိမ်ထဲကိုဆွဲခေါ်သွားတယ်လို့ခံစားလိုက်ရတယ်တီဟာတို့တငယ်ချင်းတွေအဲ့ဒီအိမ်ထဲကနေပြန်ထွက်နိုင်ပါမလားအိမ်ပေါ်ထက်ကရေတံပိုင်ရှင်ကတော့ဘယ်သူလဲ